တိတ်ခွေဟောင်းထဲကနေမိဇလန်းစာရာကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပါကိုမင်းခန့်ဆိုတဲ့လူငယ်တယောက်ကအလုပ်ကိစ္စနဲ့နယ်မျိုးလေးတစ်မျိုးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ရောက်သွားတယ်မျိုးကတိတ်မကြည့်ပေမဲ့ရှီဟောင်းအငွေအသက်တဲ့ရှိနေတဲ့မျိုးလေးပေါ့နော်သူငားနေမဲ့အိမ်ကတော့မျိုးစွန်နာကတစ်သားအိမ်ဟောင်းကြီးတစ်လုံးပါအိမ်ရှင်ကနိုင်ငံခြားရောက်နေလို့အိမ်ဆောင်အနေနဲ့ဈေးပေါ့နဲ့ငားထားတာပါတယ်အိမ်ကကျဲပြီးတိတ်ဆိတ်လုံးနဲ့ပရိဘောကအဟောင်းတချို့လဲကြံခဲ့တာပေါ့ပထမညမှာပဲကိုမင်းခန့်ကအိမ်ရှင်လင်းရဲလုံးရင်အိတ်ခန်းထဲကဗီဒီယိုအောက်ဆုံးအန်ဆွဲထဲမှာအတန်ဖန်းဆက်အဟောင်းလေးတစ်လုံးကိုတွေ့လိုက်ရတယ်ရှေးခေတ်ကတရင်ထောက်ထဲတုံးခဲ့လက်ကိုင်အတန်ဖန်းဆက်မျိုးပေါ့စက်ထဲမှာတစ်ခွေတခွေထက်လက်သားပါလာတာပေါ့ကိုမင်းခန့်လည်းဆက်ဆူချင်းစိတ်နဲ့တက်ခဲအသက်လဲပြီးဖွင့်ကြည့်လိုက်တယ်ကလော့ရှဲကနဦးမှာတော့စက်တန်တရှဲပဲကြားရတယ်ပြီးတော့မှတုံရင်းနဲ့ဖြောင်းနေတဲ့အမျိုးသားတယောက်ရဲ့အတန်ကထွက်ပေါ်လာတာပေါ့အောက်တိုဘာ15ဒီနေ့ကျွန်တော်ဒီအိမ်ကိုစရောက်တယ်အင်ကြီးကတစ်စိတ်လွန်းတယ်ကိုမင်းခန့်ပြုံးလိုက်မိတယ်ဒါအရင်နေထွားတဲ့လူတယောက်ရဲ့နေ့စဉ်မတန် diary ဖိမယ်လို့တွေးမိတာပေါ့ဒါပေမဲ့ထူဆန်တာကအဲ့ဒီနေ့ကိုမင်းခန့်ရောက်နေတဲ့နေ့ဆွဲကလည်းအောက်တိုဘာ15ဖြစ်နေတာပါပဲတိုက်ဆိုင်လိုက်တာကွာလူတွေးပြီးတော့ဆက်နာထောက်လိုက်တာပေါ့အောက်တိုဘာ19ညဘက်တွေဆိုအိမ်ပေါ်ထက်ကခြေတန်းလိုကြားရတယ်ကြွက်တွေများလားမတီးဘူးကိုမင်းခန့်နည်းနည်းစိတ်ဝင်စားတော့တယ်လीဘာလို့လဲဆိုတော့သူရောက်ပြီး2ရက်အကြာအောက်တိုဘာ19မှာသူလည်းအိမ်ပေါ်ထက်ကအတန်တချို့ကြားခဲ့ရတာကိုအတန်ဖမ်းထားတဲ့သူကအရင်နှစ်တွေကနေခဲ့တဲ့သူဖြစ်မှာပါလို့ကိုစိတ်ကိုဖြည့်သိမ်းပြီးတော့တိတ်ခွေကိုဆက်ဖွင့်ထားလိုက်တာပေါ့တိတ်ခွေထက်ကအတန်ကတဖြည်းဖြည်းပိုးပြီးကြောက်လန့်စရာကောင်းလာတာပေါ့အောက်တိုဘာ20ဒီအိမ်မှာကျွန်တော်တယောက်တည်းမဟုတ်ဘူးသူကျွန်တော်ကိုကြည်နေတယ်အိမ်သားသွားရင်တော့နောက်ကပါလာတယ်လို့ခံစားရတယ်ကိုမင်းခန့်ရဲ့ကြောင်းမှာချွေးစေးဒီပြန်လာတာပေါ့ဒီနေ့ကအောက်တိုဘာ20ရက်နေ့ညဖြစ်နေတာကိုတိတ်ခွေထက်ကအဖြစ်ပြက်တွေကသူ့အဖြစ်ပြက်တွေနဲ့ရပ်ဆွဲပါမကြမ်းထပ်တူကြံနေတာကိုတတိထားမိလိုက်တယ်တိတ်ခွေထက်ကလူကအတိတ်ကအကြောင်းကိုပြောပြနေတာလားဒါမှမဟုတ်အနာဂတ်ကိုကြိုးပြောနေလားကိုမင်းခန့်လက်ဒီတုံလာလဲဆက်ကိုပိတ်ဖို့စ조사ပေမဲ့ခလုတ်ကနှိမ်လို့မရဘူးဆက်ကဆက်လဲနေလာပေါ့အောက်တိုဘာ20ည7နာရီခွဲတိတ်ခွေထက်ကအတန်ကပြောလာပေါ့ကိုမင်းခန့်နာရီကိုကြည့်လိုက်တော့ည7နာရီ25မိနစ်နောက်ထပ်5မိနစ်လိုထီတယ်ပေါ့မိပြတ်သွားပြီးမောင်မိုက်နေတဲ့အခန်းထဲမှာဖျောင်းတိုင်မီနဲ့ကျွန်တော်ထိုင်နေတော့တခါခောက်တန်းကြားလိုက်ရတယ်ကိုမင်းခန့်အသက်ရှူရမတက်ဖြစ်သွားတာပေါ့အခုသူ့အခန်းထဲမှာမိချောင်တဲ့လင်းထိုင်နေတော့ပဲလीဟူတော်ပါသေးရဲ့တိုက်ဆိုင်မှုတတ်ပဲလို့တွေ့လိုက်မိတာပေါ့နော်အဲ့ဒီခဏမှာပဲဖတ်ခနဲ့အထန်နဲ့အတူဒိုမီခလုတ်ကြပြီးတအိမ်လုံးမီးပြတ်သွားတော့တာပဲကိုမင်းခန့်ကြက်တီးငွေညင်းတီထပ်သွားတာပေါ့အမောင်ထဲမှာသူစန်တဝါဝါနဲ့ဖုံးမီးကိုဖွင့်လိုက်တယ်အထန်ဖန်းဆက်ကတက်ခဲနဲ့မို့စပီအလုံးလုံးနေတော့ပဲလी dog တိတ်ခွေထက်ကနေတကားခောက်တန်ထွက်လာတာပေါ့အဲ့ဒီအချိန်မှာပဲကိုမင်းခန့်ရဲ့အခန်းတကားကိုအပြင်ဘက်ကနေ dog ဆိုပြီးတကယ်လာခောက်တဲ့အတန်ကိုကြားလိုက်ရတာပေါ့အတန်ကတိတ်ခွေထက်ကအတန်ကတထက်တဲ့တစ်ချိန်တည်းပဲနော်ကိုမင်းခန့်အခန်းထောင်ကိုကပ်ပြီးတောင်းနေအောင်ကြောက်နေပြီလေတိတ်ခွေထက်ကအတန်ကဆက်ပြောတာပေါ့ကျွန်တော်တကားမဖွင့်ရဲဘူးဒါပေမဲ့တကားလက်ခိုင်ဘူးအားတခေးခေးလဲလာတယ်ကိုမင်းခန့်အခန်းတကားကိုလိုင်းကြည့်လိုက်တာပေါ့ဖုံမီရောင်အောင်မှာတကားလက်ခိုင်ဘူးလေးတခေးခေးလဲနေလာကိုမြင်လိုက်ရတယ်လေမဟုတ်ဘူးမဖွင့်နဲ့တိတ်ခွေထက်ကအတန်ကအော်ဟစ်နေလာပေါ့အပြင်ကကြွီခနဲပွင့်သွားတယ်လေဒါပေမဲ့တကားဝမှာဘယ်သူမှမရှိဘူးနော်ဟာလာဟင်းလင်းပဲပေါ့တိတ်ခွေထက်ကအထန်ကရော့တရက်သိစိတ်သွားတာပေါ့9စက္ကန့်လောက်ကြာတော့မှလေတန်တိုးတိုးလေးထွက်လာတယ်သူအခန်းထဲရောက်နေပြီသူကအခုကိုတင်အောင်မှာကိုမင်းခန့်ရဲ့အော်တန်ကအင်ဂျီတစ်ခုလုံးဟင်းထွက်သွားတော့တာပဲနောက်တနေ့မနက်မှာတော့ရက်ွက်လူကြီးတွေကတကားပွင့်နေတဲ့အိမ်ထဲကိုဝင်လာကြတာပေါ့ကိုမင်းခန့်ကိုရှာမတွေ့တော့ဘူးအခန်းလေခေါင်းမှာကြံနေတဲ့အတန်ဖန်းဆက်အဟောင်းလေကိုပဲတွေ့ရတာပေါ့ရဲတွေရောက်လာပြီးတတိအခီးအဲ့ဒီအတန်ဖန်းဆက်ကိုဖွင့်ကြည့်ကြတာပေါ့အောက်တိုဘာ20သူအခန်းထဲရောက်နေပြီးသူကအခုကိုတင်အောင်မှာတိတ်ခွေထဲမှာနောက်ဆုံးမှတ်တမ်းတင်ထားတဲ့အတန်ကမင်းညကပျောက်ဆုံးထားတဲ့ကိုမင်းခန့်ရဲ့အော်တန်ဖွင့်နေတော့တာပဲတင်ကန်စာတချို့ပစ္စည်းအဟောင်းလေးမှာအတိတ်ကပိုင်ရှင်ရဲ့ဆွဲလန်းမှုတွေဒါမှမဟုတ်နိမိတ်ဆိုတွေကပ်ပါလာတတ်တယ်နော်အင်းအတိတ်ပြောင်းရင်ပိုင်ရှင်မဲ့နေတဲ့ပစ္စည်းတွေကိုတွေးကြတာကောက်မကိုမီစဲနဲ့နော်အထူးသဖြင့်အတန်ဖန်းဆက်လို့ပစ္စည်းမျိုးပေါ့